ညာစိတ်တနာရီကျော်နေပြီးမျိုးတဲကနေပညာကုမ္ပဏီကြီးတစ်ခုရဲ့ IND ဌာနမှာမီးတွေမပိတ်သေးဘူးရုံခန်းထဲမှာလူတိုင်းမျက်နှာတင်းမာနေကြတယ်။ဘာလို့လဲဆိုတော့ကုမ္ပဏီရဲ့စာပါထဲကအရေးကြီးတဲ့ဖောက်တည်အချက်အလက်တွေကိုဟက်ကာတွေဝင်တိုက်ခိုက်နေကြလို့ပဲကြီးမားတဲ့စက္ကရင်ပေါ်မှာဒေတာကူးယူမှုခု20နှစ်ရာခိုင်နှုန်းဆိုတဲ့စာကြီးတက်နေတယ်။ IND မန်နေဂျာကိုရန်နိုင်ကစိတ်တူပြီးអော်လိုက်တယ်။ဖိုင်ယာဝေါ်ကိုပိတ်လိုက်တဲ့စီနီယာအင်ဂျင်နီယာတယောက်ပြန်ပြောတယ်မရဘူးဆရာသူတို့ access တုံကင်ရထားတယ်နောက်တစ်ယောက်ကဘက်ကစာပါကိုပြောင်းကြည့်မလားမမီတော့ဘူးဒေတာကူးနေတာမျက်လုံးနဲ့ရုံခန်းထဲမှာကီးဘုတ်ရိုက်တံတွေဆူညံနေတယ်ဒါပေမဲ့ဘယ်သူမှပြဿနာကိုမတားနိုင်သေးဘူးအဲ့ဒီအချိန်ရုံထောက်မှာကွန်ပျူတာဟက်ဝဲပိုင်းတွေပြင်နေတဲ့အလုပ်တင်ကောင်လေးကိုညီထက်ကစက်ခွရင်ကိုတိတ်လေးကြည့်နေတယ်သူကကုမ္ပဏီမှာအလုပ်တင်အဆင့်ပဲရှိသေးတယ်တချို့စီနီယာတွေကဆိုရင်ဟက်ဝဲလောက်ပဲပြင်တတ်တဲ့ကောင်ကီးဘုတ်တောင်စာလုံးဘယ်လိုပေါင်းရမလဲမသိတဲ့ကောင်ဆိုပြီးအေးမထားကြဘူးဒါပေမဲ့ကိုညီထက်ကအလုပ်ပြီးချိန်ညဘက်တိုင်းစိုက်ပါစက်ကျူရဲ့ဒီပိုင်းကိုကိုယ်တိုင်လေ့လာနေခဲ့တာစက်ခွရင်ကိုကြည်ရင်တစ်ခုသတိထားမိသွားတယ်သူချက်ချင်းပြောလိုက်တယ်ဆရာသူတို့ကအပြင်ကနေဖောက်နေတာမဟုတ်ဘူးထင်တယ် IND မန်နေဂျာလှည့်ကြည့်လာတယ်ဘာပြောတာလဲကိုညီထက်ကစက်ခွရင်ဒေတာတွေကိုထောက်ပြပြီးပြောတယ်သူတို့လော့အင်ဝင်ထားတာကဝန်ထမ်းတယောက်ရဲ့ IND နဲ့ပါဒီ IND ကရုံခန်းထဲတိတ်သွားတယ်စီနီယာတယောက်ကမယုံတယ်လို့မေးတယ်မင်းဘယ်လိုသိတာလဲဒီ asset lot မှာ location နှစ်ခုတစ်ချိန်တည်းပေါ်နေတယ်တယောက်ယောက်ကသူ့အကောင့်ကိုအသုံးပြုနေတယ်အဲ့ဒီအချိန်စက်ခွရင်ပေါ်ကဒေတာကူးယူမှုရာခိုင်နှုန်းက92ရာခိုင်နှုန်းအထိတက်လာပြီကိုရန်နိုင်អော်လိုက်တယ်အချိန်မရှိတော့ဘူးကိုညီထက်ချက်ချင်းပြောလိုက်တယ်ဆရာစက်ကျူရဲ့ဒီ level ကို emergency lot down ပြောင်းလိုက်ရင်စမ်းစင်းအကုန်ပြတ်သွားနိုင်တယ်စီနီယာတွေတိတ်သွားတယ်ဒါဆိုဝန်ထမ်းအကုန် system သုံးမရတော့ဘူးကိုညီထက်ခေါင်းညိတ်လိုက်တယ်ဒါပေမဲ့ဒေတာတော့ကာကွယ်နိုင်ပါတယ်ကိုရန်နိုင်စက္ကန့်ပိုင်းလောက်စဉ်းစားပြီးလှုပ်လိုက်ကိုညီထက်ကီးဘုတ်ကိုအမြန်ရိုက်လိုက်တဲ့စက္ကန့်ပိုင်းအတွင်းစက်ကျူရဲ့ဒီ lockdown activated ဆိုတဲ့စာပေါ်လာတယ်ဒေတာကူးယူမှုရာခိုင်နှုန်းက68ရာခိုင်နှုန်းမှာရပ်သွားတယ်ပြီးတော့ connection terminated ဆိုတဲ့စာတက်လာတယ်ရုံခန်းထဲမှာအားလုံးအသက်ရှူချောင်သွားကြတယ်ရပ်သွားပြီဒေတာမပါသွားဘူးဆိုတဲ့အတန်တွေထွက်လာတယ် IND မန်နေဂျာကိုရန်နိုင်ကကိုညီထက်ကိုအံ့ဩစွာကြည့်နေတယ်မင်းဒီဟာတွေဘယ်တော့ကတင်ထားတာလဲကိုညီထက်ကျွန်တော်ညဘက်တင်တန်းတွေတက်ပြီးလေ့လာနေတာပါဗျနောက်နေမှာကုမ္ပဏီကစုံစမ်းစစ်ဆေးမှုတွေလုပ်လိုက်တယ်စီနီယာမန်နေဂျာကိုတက်နိုင်ရဲ့အကောင့်ကနေဟက်ကာတွေဝင်ရောက်ခဲ့တာတေချာသွားတယ်စုံစမ်းလိုက်တော့သူကပြိုင်ဘက်ကုမ္ပဏီစီအချက်အလက်ရောင်းဖို့စူးစမ်းနေတာဖြစ်နေတယ်အဲ့ဒီနေ့မှာပဲကိုတက်နိုင်အလုပ်ထုတ်ခံလိုက်ရတယ်တပတ်အကြာကုမ္ပဏီအစည်းအဝေးမှာအမှုဆောင်ဒါရိုက်တာကိုတိုင်ပြောလိုက်တယ်ဒီကုမ္ပဏီကိုကယ်တင်ခဲ့တာယာထူးကြီးတဲ့သူမဟုတ်ဘူးတိတ်လေးစူးစမ်းနေတဲ့လူငယ်တယောက်ပြီးတော့ကိုညီထက်ကို IND လုံခြုံရေးကြီးကြပ်ရေးမှုအဖြစ်ယာထူးတို့ပေးလိုက်တယ်လက်ခုပ်တံတွေထွက်လာတဲ့တစ်ချိန်ကဟက်ဝဲပြင်တဲ့ကောင်လို့အနှင်ခံခဲ့ရတဲ့အလုပ်တင်လေးဟာအခုတော့ကုမ္ပဏီတစ်ခုလုံးယုံကြည်ရတဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပြီးဘဝမှာယာထူးငယ်တိုင်းအရေးချင်းငယ်တာမဟုတ်ဘူးတိတ်လေးစူးစမ်းနေတဲ့သူတွေကအခွင့်ရေးရလာတဲ့ဒီနေ့မှာလူတိုင်းမလုံးနိုင်တဲ့အရာကိုလုပ်ပြနိုင်တတ်ကြတယ်